ဘိုက်စားတယ်ကွာဒီနေ့တော့ဗာလေးချက်စားရင်ကောင်းမလဲလို့ဘိုက်စားတယ်ကွာဒီနေ့ကတော့ Super Sunday မို့တဲ့ Super Monday ပါဗျာဥပလာတာလည်းနားရက်ဆိုတော့ကဲဒီနေ့ဘာစားမယ်ထင်လဲဘာချက်စားမယ်ထင်လဲတကယ်ချင်းတို့ဘာချက်စားမယ်ထင်လဲဟောဒီမှာဗျာဒီနေ့တော့ဆိုင်ပေးရဲ့မန်ဒေးလေးဖြစ်တာနဲ့အဲ့ဒါဥပလာတာ remake ပလာတာကိုချက်သားပလာတာချက်စားမယ်ဗျာကဲတကယ်ချင်းတို့လိုက်ကြည့်ကြနော် let's go အရင်ဆုံးတိချာရေစေးတန်းဆင်ထားတဲ့ချက်သားလေးတွေကိုဂျေတို့အရသာနှပ်ပါမယ်ရေစေးတန်းဆင်ထားတဲ့ချက်သားတွေကိုဂျေယူစားအရင်ထည့်လိုက်ပါတယ်ဒီနေရာမှာဂျေယူတို့ကစားလေးကိုအနှဲငယ်ပဲထည့်ပါမယ်နော်ပြီးလို့ရှိရင်တော့ဂျေယူတို့အယောင်လှအောင်အတွက်ဂျေတို့စနွေးမောက်ထည့်ပါမယ်စနွေးမောက်လည်းအနှဲငယ်ပဲထည့်ပါမယ်စနွေးထည့်ပြီးရင်တော့ဂျေတို့အယောင်လှအောင်အယောင်တင်မုတ်လေးအနှဲငယ်ထည့်ပါမယ်ရောင်တဲမုံလေးထည့်ပြီးပြီဆိုရင်တော့ဂျီယူချက်သားဟင်းကိုအနံ့ပို့ပြီးမွေးအောင်လို့မဆလာထည့်ပါမယ်ဒီနေရာမှာဂျီယူကဓာတ်ပေါင်းမဆလာကိုသုံးထားပါတယ်မဆလာထည့်ပြီးရင်တော့ဂျီယူစီယာမုံကိုလည်းနည်းငယ်ထည့်ပါတယ်စီယာမုံမရှိရင်လည်းမထည့်လည်းရပါတယ်စီယာမုံထည့်ပြီးပြီဆိုရင်တော့ဂျီယူကအသားတဲကိုဒိန်ချင်တစ်ထုပ်ကိုပါဖောက်ထည့်လိုက်ပါတယ်ဒီနေရာမှာဂျီယူကဈေးတွေကဝယ်လာတဲ့ဒိန်ချင်တစ်ထုပ်ကိုပဲဖောက်ထည့်လိုက်ပါတယ်ပြီးရင်တော့ဂျီယူကအိမ်မှာကိုယ်တိုင်ကြိတ်ထားတဲ့ငရုတ်သီးစိမ်းမုံကိုလည်းအနှဲငယ်ထည့်ပါတယ်ဒီနေရာမှာစသားဟင်းအယောင်လှအောင်ဂျီယူကဒါလေးကိုအနှဲငယ်ထည့်ထားပါတယ်ပြီးရင်တော့အားလုံးကိုသမအောင်နဲ့ပါမယ်ရတော့ဂျီယူတနားရီခန့်ကြိုးပြီးရိတ်စိန်ထားတဲ့ကလပ်ပဲလေးပဲဖြစ်ပါတယ်ဒါကိုအရင်ဆုံးဂျီယူပြုတ်ပါမယ်ကလပ်ပဲကိုပြုတ်တဲ့နေရာမှာဂျီယူကစီနဲ့စနွင်းကိုထည့်ပြီးတော့ပြုတ်ထားပါတယ်ကလပ်ပဲကိုပြုတ်ထားတဲ့ချိန်မှာဂျီယူတို့စသားကိုစီတက်ဖို့တွဲဆပါမယ်ဒါလေးကတော့စီတက်ဖို့အတွက်ဟင်းခတ်အမွှေးကြိုင်လေးတွေပဲဖြစ်ပါတယ်နှက်ထားတဲ့စသားလေးတွေကစင်သင့်ဖြစ်နေပြီဆိုလို့ရှိရင်တော့ဂျီတို့စီတက်ဖို့အတွက်စပါမယ်စီပူအိုးတဲ့ကိုဂျီတို့ကစက်သွန်လေးလေးနဲ့ငယ်ထည့်ပြီးစီတက်ပါမယ်ဟင်းခတ်မွေးကြိုင်လေးကိုလည်းတေချာလေးရေးစီထားပါမယ်ဂျီကတော့စသားဟင်းထဲကိုထောပတ်လေးနဲ့ငယ်ထည့်ပါမယ်ထောပတ်မရှိလဲရပါတယ်နော်စက်သွန်လေးနွမ်းလာပြီဆိုလို့ရှိရင်တော့ဂျီတို့ထောပတ်လေးထည့်ပါမယ်ပြီးရင်တော့တေချာထောင်းထားတဲ့ဂျင်းနဲ့စက်သွန်ပြူကိုလည်းထည့်ပြီးတော့တေချာစီတက်ပေးရမှာဖြစ်ပါတယ်ခုနကရေစေးထားတဲ့ဟင်းခတ်အမွှေးကြိုင်လေးကိုလည်းစီတက်တဲ့အိုးတွေကိုအတူထည့်ပြီးတော့စီတက်ပေးရမှာဖြစ်ပါတယ်။ပြီးရင်တော့ဒါတွေအကုန်လုံးကိုတေချာလေးနှံ့အောင်မွှေးပေးရပါမယ်။ဒီနေရာမှာဂျီယူကစသားဟင်းကိုအယောင်ပုံမလှစေဖို့အတွက်အိမ်မှာကိုယ်တိုင်ကြိတ်ထားတဲ့ငရုတ်သီးမုန့်နဲ့ငယ်ကိုလည်းထည့်လိုက်ပါတယ်။ဒါမှသာဂျီယူရဲ့စသားဟင်းလေးကအယောင်လေးနဲ့လည်းပြည့်စုံနေမှာဖြစ်ပါတယ်။ဒါရီအားလုံးကိုစီသက်ပြီးပြီဆိုလို့ရှိရင်တော့ဂျေတို့တနားရီခန့်ကျုံနေထားတဲ့စသားလေးတွေကိုလည်းထည့်ပြီးတော့စီသက်ပေးရပါမယ်စသားကိုဒီနေရာမှာလုံးပြီးတော့6နေအောင်စီသက်ပေးရပါမယ်ဒါမှသာဂျေတို့ဟင်းအနှစ်တွေကစသားတွေကိုတေချာလေးနှံ့အောင်ဝင်သွားမှာပဲဖြစ်ပါတယ်ဂျေတို့ပြုတ်ထားတဲ့ကလပ်ပဲလေးကလည်းအနှဲငယ်နူးနေပြီပေါ့နော်ဒါကတော့ဂျေတို့စသားဟင်းလေးရဲ့အနေအထားပဲဖြစ်ပါတယ်စသားဟင်းကိုချလာတဲ့ချိန်မှာဂျေယူပဲဟင်းထဲကိုထည့်ဖို့အတွက်စမုံစပါးနဲ့မုံကြီးစီတို့ကိုအိုးထဲကိုထည့်ပြီးတော့တေချာလေးလော်ပေးရမှာဖြစ်ပါတယ်။
ပြီးရင်တော့ဂျေယူကခုနကတေချာလေးလော်ထားတဲ့စမုံစပါးနဲ့မုံရည်စီတို့ကိုပဲဟင်းအိုးထဲကိုထည့်လိုက်ပါတယ်ဂျေယူကဒီနေရာမှာကလတ်ဝေးရွက်တဲ့ဒီစပိုးကောက်ကိုလည်းထည့်ထားပါတယ်နော်ပဲဟင်းထဲမှာဂျေယူကပဲစိမ့်အနေငယ်ကိုလည်းထည့်ထားပါတယ်ရတာအပေါ့အလေးကတော့မိမိစိတ်ကြိုက်ထည့်နိုင်ပါတယ် ထားလေးတွေကြက်ပြီကွယ်ဒါကပဲရဲ့အာလူးရဲ့ရေကျဲလေးပဲရဲ့အာလူးရဲ့သူ့ကိုစမုံစပါးရဲ့မုံရင်းစီလေးရဲ့တချို့ခေါက်ကလဝေးရောခင်းတာမွေးမွေးလေးမဆလာလေးပါအောက်ထားဆိုလေမွေးနေရောကွယ်ကဲဒါကတော့ကြက်သားကိုတေချာ special စီပြန်လေးချက်ထားတာဒါလေးရတော့ကြက်သားကိုအီးနေအောင်ချက်ထားတာကွယ်အဲ့ဒါဥပလာတာ remake ထုတ်ကိုအလွယ်ပဲကွယ် remake ဆိုတဲ့အတိုင်းပဲထမင်းဝတ်ထဲမှာထည့်ပြီးတော့ဒီတိုင်းပဲနှက်လိုက်တာဒါဆိုရင်တော့ remake ကဒီလိုလေးနှက်လိုက်တာနဲ့ဒီလိုလေးအီးလေးဖြစ်သွားအောင်အစားလို့ရသွားပြီဟုတ်စားတော့မယ်ဆိုရင်ဒီမှာ remake မှာနှက်ထားတဲ့ remake ကိုဒီလိုလေးမှုတ်လိုက်မယ်နှက်ထားတဲ့ remake ပလာတာကိုဒီလိုလေးမှုတ်မယ်ဒါမျိုးလေးမှုတ်မယ်နော်remake ကိုဒီလိုလေးမှုတ်လိုက်မယ်ဒီမှာအချင်းသုံးလေးရလည်းပြည့်စုံလိုက်တာဒီမှာပြည့်စုံတဲ့အချင်းသုံးလေးနဲ့ညူသီးစိမ်းလေးရပူစီနန်လေးရတံမြာသီးလေးညှစ်ပြီးတော့မှမကြက်သွန်ပါမယ်ကော်ဖီပါမယ်မောင်လောင်ဥနီပါမယ်ဒီမှာညူသီးစိမ်းလေးနဲ့ပူစီနန်လေးနဲ့မှုေးနေရောရစားမယ်ဒီမှာကြက်သားဟင်းကိုထည့်မယ်ဒီထဲမှာကြက်သားဟင်းကိုဒီမှာထည့်မယ်အနှစ်ထည့်မယ်သူ့အနှစ်များများထည့်မယ်ကြက်သားဟင်းအနှစ်များများထည့်မယ်ဟုတ်ပြီမပဲဟင်းကတော့ဒီလိုလေးတောက်စားလဲရတယ်လေသူကအောင်မကောကြက်သားပလာတာစားမယ်ဒီချက်လက်ဒီချက်စီးပြီးသားဆိုတော့အားရပါရပဲစားလိုက်တော့မယ်ပလာတာလေးကိုယူမယ်ပြီးမှချက်သားအနှစ်နဲ့ဒီလိုတို့မယ်ချက်သားနဲ့အဲ့လိုတို့မယ်အချင်းလေးပါထက်ချင်းသုံးလေးပါထက်ပလာတာရယ်အချင်းသုံးရယ်အနှစ်ရယ်ချက်သားရယ်ပေါင်းနေပြီးတော့မျက်လုံးမှိတ်တယ်ပြီးပါဇက်ထက်အားရပါထက်လိုက်ဘာမှပြောကြမလို့ပဲနဲ့အားလုံးပြည့်စုံတဲ့အရာပါပတိပဲခေါင်းလိုက်တာအဲ့လိုလေးစားလိုက်ဒီဘက်ကပဲဟင်းရည်လေးကိုဒီလိုလေးတောက်လိုက်ကောင်းမှာအလူပဲလေးဒီလိုထက်ဒီတစ်ခါဒီလိုစားပြမယ်အာလူထည့်မယ်အနှစ်ထည့်မယ်ကြက်သားထည့်မယ်အချင်းသုံးထည့်မယ်အဲ့ဒါလေးကိုအရန်ကော
ချက်သားပလာတာအရင်ကောဘယ်ကောပလာတာလေးတစ်ထုပ်အိမ်မှာစောင်းထားမယ်ဆိုရင်ဒီလိုမျိုးပလာတာကိုလေခုနလိုဥပလာတာထမင်းအိုးထဲမှာအဲ့လိုနှက်တယ်လို့လေနှက်ပြီးတော့ဒီလိုမျိုးလေးဟင်းလေးတစ်ခွက်ရဲ့ပဲဟင်းလေးရဲ့ချင်းတုပ်လေးရဲ့အိုးပြည့်စုံတဲ့ဟင်းမွေးလေးတစ်ခွဲပါပဲเนาะဒီလို remade platter လေးရဲ့လည်းဥပလာစီမှာအချိန်ပြေးရပါတယ်เนาะစိုင်ပိတ်တယ်ဆိုရင်လည်းပဲဒီ remade platter ကိုဖုံးဆက်ပြီးတော့မှာယူလို့ရပါတယ် platter အစင်းစင်းလေးလှုပ်ထားပါတယ်တကယ်ချင်းနေစားခြင်းနဲ့ဆိုရင်3994နဲ့10 68 5 9 9အဲ့ဖုန်းနံပါတ်လေးကိုချက်တာဆက်လိုက်ပါနော်โอเคငယ်ငယ်အားလုံး bye bye